ယေရှုဟာတင့်အတွက်အတူလေမိတ်ဆွေကျွန်တော်တို့ဟာဘဝမှာအားကိုးရာကိုရှာဖွေနေကြတဲ့သူတွေပါပဲအခက်အခဲပြဿနာတွေနဲ့နာကျင်မှုတွေကြားမှာငါ့ဘဝကိုကူညီနိုင်မဲ့သူရှိသေးရဲ့လားလို့မေးခွန်းထုတ်ဖို့ပါတလားဒီကနေ့ကျွန်တော်ပြပြချင်တာကတော့လောကကြီးမှာကျွန်တော်တို့ကိုကူညီဖို့ကြွလာတဲ့ယေရှုခရစ်တော်အကြောင်းလေးဖြစ်ပါတယ်ကျမ်းစာကပြောတယ်ဘုရားသခင်ဟာလောကသားတွေကိုချစ်နွမ်းလို့မိမိရဲ့တပါးတည်တော်သားတော်ကိုဆွမ်းလွတ်တဲ့အထိချစ်ခင်တယ်လို့ပြောထားပါတယ်ပြီးတော့သူဟာတင့်ကိုအဝိဇ္ဇနဲ့ကြည်နေတယ်ဘုရားမဟုတ်ပဲတင့်အနားမှာရှိနေတဲ့ဘုရားဖြစ်ပါတယ်သူဟာလမ်းခီးဖြစ်တယ်လို့တမန်တရားနဲ့အသက်လေးဖြစ်တယ်လမ်းပြောင်းနေတဲ့ဘဝတွေအတွက်သူဟာလမ်းပြတဲ့အလင်းဖြစ်တယ်လို့တည်ခြင်းတရားကိုကြိုးလွန်ပြီးထာဝရအသက်ကိုပေးနိုင်တဲ့သူဦးတည်သောအရှင်သခင်နဲ့ဖြစ်ပါတယ်မိတ်ဆွေယေရှုဆိုတာတမိုင်းသေးကသူတယောက်တည်းမဟုတ်ပါဘူးဒီကနေ့တင့်နှလုံးသားတကားကိုခေါင်းနေပြီးတင့်ကိုညီသက်ခြင်းပေးခြင်းနေတဲ့အသက်ရှင်တော်ဘုရားသခင်ဖြစ်ပါတယ်သူ့ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံမိဆိုရင်တင့်ဘဝဟာထာဝရအတွက်ပြောင်းလဲသွားမှာပါ